အဖေအန်တီကိုခေါင်းလိုက်ပါအဖေနော်အဖေနော် အနည်းကိုကြည့်ပါဦးညီမဝတ်စုံလေးနဲ့အချစ်တေးရှိလိုက်တာသမီးတို့အနည်းကိုတွေ့ရတာရန်ဝန်းတာစရာကောင်းတာပဲနော်ကိုကြီးနော် ကြည့်ကြရခုလိုမြန်မာဝုဆောင်နေတဲ့တွေ့တော့ကိုရန်ဝမ်းတာတယ်ကွာကြည့်ပြောအရာအလုံးတော့ကိုဖွင့်လို့ပါတယ်ကိုလိုမိသားစုလေးပြောဘာနဲ့တင်မဲ့နေထိုင်ကြမယ်လေကိုလိုမိသားစုလေးအိမ်ကိုပြန်ကြရအောင် တားနဲ့သမီးကိုအခုလိုပြန်တွေ့ရကအန်တီအရင်ပြောပါတယ်သမီးရဲ့ဟာသမီးလား